မင်္ဂလာပါရှိုင်းမကကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့ဆာဗဒိုလိုအမည်ရတဲ့တိထိတ်ရင်ဘူးစကားလေးကိုရှင်းပြပေးသွားမှာပါဇလန်းအစအဆုံးပါဝင်မှာမို့တတိထားပြီးကြည့်ရှုပေးကြပါစကားအစမှာကလေးလေးတယောက်ရဖို့မျှော်လင့်နေပြီးကလေးခန်းလေးကိုစိတ်လှုပ်ရှားစွာပြင်ဆင်နေတဲ့ဇနီးမောင်နှံကိုတွေ့ရပါမယ်ဇနီးဖြစ်သူဆာရာကတင်းချပါမောက္ခတယောက်ဖြစ်ပြီးခင်မုန်းဖြစ်သူဂျွန်ကတော့ပြီးသူကပညာရှင်တယောက်ပါနောက်နေ့ဂျွန်ရဲ့အလုပ်ခွင်မှာတော့သူ့ရဲ့ရီစားဟောင်းအဲလစ်ဆာဟာသူ့ရုံးမှာပဲအလုပ်လုပ်နေတယ်ဆိုတာသိရပါတယ်အဲလစ်ဆာကသူ့စီလာပြီးအိမ်တစ်ပြတဲ့ပွဲကိုအတူတူသွားချင်တယ်လို့ပြောပေမဲ့ဂျွန်ကညှင်းဆိုခဲ့ပြီးသူတို့နှစ်ယောက်ကြားကပတ်သက်မှုတွေအကုန်ပြီးဆုံးသွားပြဒီဆိုတာကိုပြက်ပြက်တသားပြောပြခဲ့ပါတယ်အိမ်မှာတော့ဆာရာဆန်နီယာတီနေရင်ရုတ်တရက်ဘိုက်ထဲကပြင်းပြင်းထန်ထန်နာကျင်လာလို့ခင်မုန်းဖြစ်သူကိုအသေးအတန်ဖုန်းခေါ်ခဲ့ပါတယ်။ဒါပေမဲ့ဂျွန်ကဧည့်သည်တွေနဲ့အလုပ်ရှုပ်နေလို့ဖုန်းမကင်နိုင်ခဲ့ပါဘူး။နောက်ဆုံးဇနီးတဲ့စီကဖုန်းဝင်ထားတာတွေအများကြီးကိုကျွန်းတွေ့လိုက်ရတဲ့အခါဆေးရုံကိုချက်ချင်းပြေးသွားခဲ့ပါတယ်။အဲ့ဒီမှာတော့ဆာရာကလေးပြက်ကျသွားပြီဆိုတဲ့ရင်ကွဲစရာသတင်းဆိုးကိုကြားလိုက်ရပါတယ်။ရက်အနေငယ်ကြတဲ့အခါမှာတော့ဒီဇနီးမောင်နှံဟာသူတို့ရဲ့ဆုံးရှုံးမှုကြီးအတွက်အတော်လေးကိုရုန်းကန်နေရဆဲဖြစ်ပြီးအခုဆိုရင်ကလေးခန်းလေးဟာသူတို့အတွက်ခံစားရခက်တဲ့နာကျင်မှုတွေကိုသာပေးစွမ်းနေပါတော့တယ်ဆာရာကဒီအိမ်မှာဆက်မနေနိုင်တော့ဘူးလို့ပြောလာတဲ့အခါဂျွန်ကလည်းအပြည့်အဝနားလည်ပေးတာမို့သူတို့ပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီနောက်သူတို့ဇနီးမောင်နှံအိမ်တစ်ဆရှာကြပေမဲ့တလားလောက်ကြာတဲ့အထိအဆင်ပြေမဲ့အိမ်ကိုမတွေ့ခဲ့ကြပါဘူးနောက်ဆုံးတော့အိမ်ချမ်းမြေပွဲစားကဒီမြို့မှာအကြာကြီးနေလာပြီးအိမ်ချမ်းမြေတွေအကြောင်းအကုန်သိတဲ့သူမရဲ့တငယ်ချင်းတစ်ယောက်နဲ့တွေ့ဆုံဖို့အကြံပေးခဲ့ပါတယ်နောက်ခန်းမှာတော့ဇနီးမောင်နှံနှစ်ယောက်ဟာမြို့နဲ့အလှမ်းဝေးတဲ့စိန်ခံအင်ကြီးတစ်လုံးစီရောက်လာပြီးအမတ်လို့ခေါ်တဲ့အမျိုးသားတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။အမတ်ကသူတို့ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ပြီးဒီအင်ကြီးကို1918ခုနှစ်ကတည်းကတည်ဆောက်ခဲ့တာဖြစ်ကြောင်းသူကိုယ်တိုင်ပြည့်စုံအောင်ပြုပြင်မှုမှန်ဖို့10နှစ်လောက်အချိန်ယူခဲ့ရကြောင်းရှင်းပြခဲ့ပါတယ်။အသက်ရှူမလောက်ဆရာကောင်းတဲ့ဒီအင်ကြီးကိုဇနီးမောင်နှံနှစ်ယောက်ချက်ချင်းပဲသဘောကျသွားခဲ့ကြပါတယ်။အမတ်ကလည်းသူတို့အကြောင်းပိုသိချင်နေဆိုပြီးညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အရက်နည်းနည်းတောက်ပြီးချိန်မှာတော့အမတ်ကသူ့ရဲ့ရင်သားကိုသုံးပြီး Welcome to the Jungle တခြင်းကိုတီးခတ်ပြနိုင်တယ်လို့ပြောလာပါတယ်။နောက်ထပ်အရက်နည်းနည်းထပ်တောက်ပြီးချိန်မှာတော့အမတ်ကဇနီးမောင်နှံကိုအင်ကြီးအနှံ့လိုက်ပြပါတော့တယ်။အိမ်ထဲမှာရှေးဟောင်းပစ္စည်းအမြောက်များနဲ့အတူရှေးဟောင်းလက်နက်တွေကိုလည်းပြသထားပါတယ်။ညဘက်ရောက်တဲ့အခါဂျွန်ဟာအရက်ရမ်းမှုနေပြီးကားမမောင်းနိုင်တော့တာကြောင့်အမတ်ကသူတို့ကိုအိမ်မှာပဲညအိပ်ဖို့ပြောခဲ့ပြီးသူတို့ကလည်းသဘောတူခဲ့ပါတယ်။အမတ်ကသူတို့အတွက်အကောင်းဆုံးအိမ်ကိုရှာတွေ့ထားပြီးဖြစ်ကြောင်းနဲ့မနက်ဖြန်ကြမှာအားလုံးကိုဆွေးနွေးကြမယ်လို့ကတိပေးခဲ့ပါတယ်။နောက်နေ့မနက်သူတို့နိုးလာချိန်မှာတော့အမတ်ကိုဘယ်နေရာမှာမှမတွေ့ရတော့ပါဘူး။အဲ့ဒီအစားသူခြံထားခဲ့တဲ့စာတစ်စောင်ကိုသာတွေ့လိုက်ရပါတယ်။အဲ့ဒီစာထဲမှာသူကဒီစိန်ခံအင်ကြီးကိုသူတို့အတွက်အလကားပေးခြင်းတယ်လို့ရေးထားပါတယ်။ဒါပေမဲ့စီကံချက်တစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့မြေအောက်ခန်းတကားကိုဘယ်တော့မှမဖွင့်ဖို့ပါပဲ။ဒီလိုစိန်ခံအင်ကြီးမှာဘဝတစ်ခုစတင်ဖို့အတွက်ဒါဟာတိတ်မကြီးမားတဲ့ပေးဆက်မှုတစ်ခုလိုပါပဲဆာရာကတော့အရန်ကိုစိတ်လှုပ်ရှားနေပေမဲ့ဂျွန်ကတော့တန်တရားဖြစ်နေပြီးဒါဟာယုံနိုင်စရာမရှိအောင်ကိုကောင်းလုံးနေတယ်လို့ပြောပါတယ်ဒါပေမဲ့ဇနီးဖြစ်သူကသူတို့ပတ်စံတွေအကုန်လုံးကိုဖန်ပြုံတရေသားလုပ်ရမှာတုံးပစ်လိုက်ရပြီးဖြစ်လို့ဒီအင်ကြီးကသာသူတို့အတွက်ကလေးတစ်ယောက်ထည့်ရဖို့အခွင့်အရေးတစ်ခုပေးနိုင်ကြောင်းရှင်းပြခဲ့ပါတယ်ဇနီးမောင်နှံကြားမှာတင်းမာတဲ့ငြင်းခုန်မှုတွေဖြစ်သွားပြီးနောက်ဆုံးမှဒါတော့ဂျွန်ကသဘောတူလိုက်ပါတယ်မကြခင်မှာပဲသူတို့ရဲ့အိမ်ချမ်းမြေပွဲစားရောက်လာပြီးစာချုပ်စာတမ်းတွေပြင်ဆင်ပေးကကံကောင်းပါစေလို့ဆုတောင်းပေးခဲ့ပါတယ်တိတ်မကြခင်မှာပဲဇနီးမောင်နှံဟာအိမ်တစ်ကိုပြောင်းရွှေ့လာခဲ့ပြီးတစ်သက်လုံးဝင်နိုင်မှာမဟုတ်တဲ့စိန်ခံအင်ကြီးမှာနေရတဲ့အတွက်အရန်ကိုပျော်ရွှင်နေပုံရပါတယ်ရက်အနေငယ်ကြတော့သူတို့အိမ်တစ်တက်ပွဲလေးလုပ်ခဲ့ပြီးတငယ်ချင်းတွေလှုပ်ဖို့ကင်ဖက်တွေနဲ့အတူဂျွန်ရဲ့ရီစားဟောင်းအဲလစ်ဆာပါရောက်လာခဲ့ပါတယ်ဆာရာကတော့သူတို့ရဲ့အတိတ်ကိုမသိပါဘူးပွဲလုပ်နေတော့အဲလစ်ဆာကဂျွန်စီလာပြီးတွေးဆောင်ဖျားယောင်းဖို့စူးစမ်းပေမဲ့ဂျွန်ကပြက်ပြက်တသားညှင်းပယ်ခဲ့ပြီးသူစိတ်မဝင်စားကြောင်းရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်မကြခင်မှာပဲဓာတ်စီပုံတပုံကင်ထားတဲ့ယူကြောင်ကြောင်လူတယောက်အိမ်ထဲရောက်လာလို့ပွဲလေးရုတ်တရက်ရက်တန့်သွားပါတယ်သူကဒီအိမ်ကြီးကသူတို့ကိုမဖျက်ဆီးခင်အိမ်ကြီးတစ်ခုလုံးကိုမိရှုပြရမယ်လို့အတင်းကျပ်ပြောလာလို့အားလုံးအံ့ဩထိတ်လန့်သွားကြပါတယ်ဒါပေမဲ့ဂျွန်ကထပ်ပြီးမေးခွန်းတွေမမေးနိုင်ခင်မှာပဲအဲ့ဒီလူကဘာစကားမှဆက်မပြောဘဲရုတ်တရက်ထွက်သွားခဲ့ပါတယ်ဇနီးမောင်နှံကတော့ဒီလူဟာထိုးတဲ့ပုံမှာအချိန်ဖြုံးလို့နေတဲ့အယူတယောက်ပဲဖြစ်မယ်လို့ထင်မှတ်လိုက်ကြပါတယ်နောက်နေ့ဂျွန်အလုပ်ရောက်တဲ့အခါအဲလစ်ဆာကသူ့ကိုနှောက်ယှက်မှုနဲ့တိုင်တန်းထားတဲ့ဆိုတာကိုသိလိုက်ရပါတယ်ဒီကိစ္စကိုစုံစမ်းစစ်ဆေးနေစဉ်အတွင်းဂျွန်ကိုအလုပ်ကနေယာယီရပ်နားလိုက်ပါတယ်စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာတဲ့ဂျွန်ဟာဇနီးဖြစ်သူကိုတော့ဘာဖြစ်ခဲ့တယ်ဆိုတာကိုမပြောပြခဲ့ပါဘူးနောက်ရက်တွေမှာစာရလုပ်သွားနေချိန်ဂျွန်တယောက်တည်းစိတ်တည်ငြိမ်အောင်တစ်နေ့လုံးအကြိမ်ကြိမ်ပြေးလေ့ကျင့်ကန်လုပ်နေခဲ့ပါတယ်အိမ်မှာတယောက်တည်းရှိနေချိန်မှာတော့သူ့ရဲ့အာယုံတွေကမြေအောက်ခန်းတကားစီရောက်သွားပြီးအထဲမှာဘာတွေရှိနေမလဲဆိုတဲ့တီးကျင်စိတ်တွေကြီးစိုးလာပါတယ်သူကရိယာတစ်ခုယူပြီးတကားကိုဖွင့်ဖို့အသေးအတန်ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူးနောက်တစ်နေ့မှာတော့ဂျွန်ဟာသူ့ကိုဖုန်းပြန်ခေါ်ဖို့အဲလစ်ဆာစီအတန် message တစ်ခုချန်ထားခဲ့ပါတယ်အဲ့ဒီနောက်သူ့ရဲ့အာယုံကအိမ်ထဲကလှုပ်ဝက်တကားတစ်ခုစီရောက်သွားပြီးတီးကျင်စိတ်ကြောင့်ပိုပြီးစူးစမ်းရှာဖွေပါတော့တယ်သူမျိုးပြမှတ်တမ်းရုံးကိုတွားပြီးအင်ကြီးရဲ့အဆောက်အုံပုံစံချမ်းကိုတောင်းကြည့်ခဲ့ပါတယ်အဲ့ဒီမှာရုံးဝင်နှံတစ်ယောက်ကအံ့ဩစရာကောင်းတဲ့သတင်းတစ်ခုကိုပြောပြခဲ့ပါတယ်ဒီအင်ကြီးရဲ့ရခင်ပိုင်ရှင်ဟာအမတ်မဟုတ်ပဲပေါ်မမနက်စ်လို့ခေါ်တဲ့တခြားလူတစ်ယောက်ဖြစ်နေပါတယ်အမတ်ကလွန်ခဲ့တဲ့နှစ်နှစ်ကအဲ့ဒီအိမ်မှာနေခဲ့တာပါဒါပေမဲ့ညတညမှာသူ့ဇနီးကသူတို့ရဲ့9နှစ်အရွယ်
သမီးလေးကိုခေါ်ပြီးတကောင်ရံမှာထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒီကလေးကသူတို့ကိုဘယ်သူမှပြန်မတွေ့ခဲ့ရတော့ပါဘူးအိမ်ပြန်ရောက်တဲ့အခါဂျွန်ဟာပုံစံကျမ်းကိုလေ့လာပြီးလှုပ်ဝက်လမ်းကြောင်းဟာမြေအောက်ခန်းစီတိုက်ရိုက်သွားတယ်ဆိုတာကိုယုံကြည်သွားပါတယ်ဒါနဲ့သူအဲ့ဒီလမ်းကြောင်းကိုဖွင့်လိုက်ပါတယ်ကျင်းမြောင်းနဲ့တွားသွားရတဲ့နေရာလေးတွေဝင်သွားပြီးနောက်မြေအောက်ခန်းစီသွားတဲ့တန်တိုင်တွေနဲ့ပိတ်ထားတဲ့တကားတစ်ချက်ကိုတွေ့လိုက်ရပါတယ်ဟိုဘက်မှာဘာရှိလဲဆိုတာသိရအောင်တကားကိုလွန်နဲ့ဖောက်ဖို့စတင်လိုက်ပေမဲ့မပြီးခင်မှာပဲစာရကားပြန်ရောက်လာတဲ့အတန်ကိုကြားလိုက်ရလို့အပေါ်ထက်ကိုအမြန်ပြန်တက်လာခဲ့ပါတယ်အဲ့ဒီညမှာပဲအဲလစ်စာကဂျွန်စီဖုန်းဆက်ပြီးသူတို့သဘောတူထားတဲ့အတိုင်းအကြိုက်ဆုံးနေရာမှာစောင့်နေမယ်လို့ပြောကတွေးဖို့ချင်းခဲ့ပါတယ်မြေအောက်ကားပါကင်တစ်ခုမှာသူတို့တွေ့ဆုံကြပြီးဂျွန်ကဒီနေရာဟာဘာလို့သူမရဲ့အကြိုက်ဆုံးနေရာဖြစ်နေရတာလဲဆိုတာနဲ့သူမဘာလို့သူ့ပေါ်မဟုတ်မမှန်ဆွဆွဲရတာလဲဆိုတာကိုနားမလည်နိုင်ကြောင်းပြောပါတယ်အဲ့ဒီအခါအဲလစ်စာကသူ့ကိုလူလိန်လို့ခေါ်ပြီးဇနီးဖြစ်သူကိုစွန့်ပစ်မယ်လို့ကတိပေးပြီးသူမကိုမျှော်လင့်ချက်တွေပေးခဲ့တယ်လို့ဆွဆွဲပါတော့တယ်အဲ့ဒီမှာသူတို့နှစ်ယောက်ဟာစာရာမသိအောင်ဖောက်ပြန်နေခဲ့ကြတယ်ဆိုတာပေါ်လွင်လာပါတယ်ဂျွန်ကသူ့အမားကိုဝန်ခံပေမဲ့ဇနီးတဲ့ကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးလို့ပြက်ပြက်တသားပြောလိုက်ပါတယ်အဲလစ်စာကအရာအလုံးကိုစာရာစီဖွင့်ပြောပြမယ်လို့ချင်းချောက်လာတဲ့အခါဂျွန်ကလည်းသူ့ဇနီးနာကိုကတ်လာရင်တက်ပစ်မယ်လို့ပြန်လဲချင်းချောက်လိုက်ပါတယ်နောက်နေ့မှာဂျွန်အပြင်မှာပြေးနေတော့စာရအိမ်မှာတယောက်တည်းရှိနေစဉ်ရုတ်တရက်ပြုတ်အန်ချင်လာပါတယ်။သူမကိုဝင်စစ်တန်လေးနဲ့စစ်ကြည့်လိုက်တော့အဖြေကကိုဝင်ရှိနေတယ်လို့ပြနေလို့အရန်ကိုဝမ်းသာသွားပါတယ်။ဒါပေမဲ့ကတဲ့အောက်မှာအိမ်ရဲ့ပုံစံချမ်းတွေကိုတွေးလိုက်ရတဲ့အခါသူမရဲ့ပျော်ရွှင်မှုတွေချက်ချင်းပျောက်ကွယ်သွားပြီးမြေအောက်ခန်းစီကိုဆင်းသွားပါတော့တယ်။တစ်ချိန်တည်းမှာပဲအဲလစ်စာကအရာအလုံးကိုဖွင့်ပြောပြဖို့အိမ်စီကိုရောက်လာခဲ့ပါတယ်။သူမတကားမခောက်ဖဲအိမ်ထဲဝင်လာပြီးနေရန်ပေါ်ကစာရနဲ့ကျွန်တော်ရဲ့ဓာတ်ပုံတွေကိုမြင်လိုက်ရတော့အရန်ကိုစိတ်အနှောက်အယှက်ဖြစ်သွားပါတယ်။အဲ့ဒီနောက်ကလေးခန်းထဲဝင်သွားပြီးကိုဝင်ရှိနေတဲ့စစ်စစ်ချက်ကိုတွေးလိုက်ရတဲ့အခါသူမပူပြီးဒေါသထွက်သွားပါတော့တယ်။တစ်ဖက်မှာလည်းဆာရာဟာပိတ်ဆို့ထားတဲ့မြေအောက်ခန်းတကားစီရောက်သွားပြီးသူမရဲ့ခင်ပွန်းဟာဒီတကားကိုဖျက်ဖို့အကြိမ်ကြိမ်စူးစမ်းနေခဲ့တယ်ဆိုတာကိုနားလည်သွားပါတယ်။ရုတ်တရက်အတန်တွေကြားလိုက်ရလို့သူမအပေါ်ထက်ကိုပြန်တက်လာပေမဲ့အဲလစ်စာကိုတော့ဘယ်နေရာမှမတွေ့ရပဲအိမ်ရှိတကားကြီးပွင့်ဟနေတာကိုပဲမြင်လိုက်ရပါတယ်။ဂျွန်အိမ်ပြန်လာတဲ့အချိန်မှာတော့အဲလစ်စာကားအိမ်ကနေထွက်သွားတာကိုမြင်လိုက်ရလို့စိုးရိမ်စိတ်နဲ့သူ့ကားနဲ့နောက်ကနေလိုက်ပါတော့တယ်။အဲ့ဒီညနောက်ပိုင်းမှာဂျွန်အိမ်ပြန်နောက်ကျခဲ့ပြီးဆာရာကကိုဝင်ရှိနေတဲ့အကြောင်းပြောပြလိုက်တဲ့အခါသူအရန်ကိုပျော်ရွှင်သွားခဲ့ပါတယ်။ဒါပေမဲ့သူမြေအောက်ခန်းထဲဝင်ဖို့ကြိုးစားနေခဲ့တယ်ဆိုတာကိုသိလိုက်ရလို့ဆာရာကစိတ်ဆိုးနေခဲ့ပါတယ်။ဒါကြောင့်ဂျွန်ကတောင်းပန်လိုက်ပြီးနောက်တစ်ခါဒီလိုမဖြစ်စေရဘူးလို့ကတိပေးခဲ့ပါတယ်။ဆာရာကသူမရဲ့ခင်ပွန်းကိုယုံကြည်လို့ရမရတေချာချင်နေပါတယ်။သူမကိုယုံကြည်မှုရှိစေဖို့ဂျွန်ဟာမြေအောက်ခန်းဝင်ပေါက်ကိုတစ်သားချက်တွေနဲ့ပိတ်ပြီးတံမိုးတွေရိုက်ချလိုက်ပါတော့တယ်။နောက်နေ့မှာတော့လူဆွမ်းအားအရင်မြစ်ဌာနကနေဂျွန်စီဖုန်းဆက်ပြီးဆွဆွဲချက်တွေအားလုံးကနေသူ့ကိုကင်းရှင်းကြောင်းကြီးညာလိုက်ပြီးလို့ပြောလာတဲ့အတွက်ဂျွန်အရန်ကိုစိတ်သက်သာရာရသွားပါတယ်နောက်ပိုင်းအလုပ်ပြန်ဆင်းတဲ့အခါတထေးကသူ့ကိုဂုဏ်ပြုစကားပြောပြီးအဲလစ်စာတယောက်ကိုဂရုစိုက်ဖို့ဆိုပြီးအလုပ်ကနေခွင့်ယူသွားတယ်လို့လည်းပြောပြခဲ့ပါတယ်ညနေဘက်ဇနီးမောင်နှံနှစ်ယောက်ကလေးခန်းပြင်ဆင်နေတော့ဂျွန်ကနေရန်နဲ့စိုက်ဝင်နေတဲ့ကြီးစံတောင်ကိုတွေးလိုက်ရလို့လုံးဝလန့်ဖြန့်သွားပါတယ်သူရဲခေါ်ခြင်းပေမဲ့ဆာရာကိုလွန်ခဲ့တဲ့25နှစ်ကအမက်ရဲ့ဇနီးနဲ့သမီးဘလို့တဲလုံစားမှမရှိပဲပျောက်ဆုံးသွားခဲ့တယ်ဆိုတဲ့အကြောင်းပြောပြပြီးအမက်ကသူတို့ကိုတက်ပစ်လိုက်တာဖြစ်နိုင်တယ်လို့သူ့ရဲ့ထင်မြင်ချက်ကိုပြောပြပါတယ်ဒါပေမဲ့ဆာရာကတော့သူ့ရန်ကောက်ချက်ချမြန်လွန်းတယ်လို့ထင်ပြီးယုံကြည်နိုင်စရာအကြောင်းပြချက်တစ်ခုခုရှိမှာပါလို့အတင်းပြောပါတယ်သူမကသူတို့ရဲ့ပြည့်စုံတဲ့ဘဝလေးကိုမဖြတ်စည်းချင်ဘူးလို့ပြောတဲ့အခါဂျွန်လည်းဒီကိစ္စကိုလက်လျှော့ဖို့မချိတင်ကဲသဘောတူလိုက်ရပါတယ်။ရက်အနှဲငယ်ကြာပြီးနောက်ဂျွန်သူ့ရုံးခန်းထဲမှာရဲရရှိတွေကိုတွေးလိုက်ရလို့လုပ်ဖို့ကင်ဖက်တယောက်ကိုဘာဖြစ်တာလဲလို့မေးကြည့်လိုက်ပါတယ်။အဲလစ်စာကားကိုစွန့်ပစ်ထားလျက်ပြန်တွေ့ခဲ့ပြီးအခုတော့သူမပျောက်ဆုံးနေပြီလို့သတ်မှတ်လိုက်ကြောင်းသိရပါတယ်။တစ်ချိန်တည်းမှာပဲဆာရာကအိမ်ကြီးချင်းတယောက်နဲ့အတူဘာတစ်ခုမှထိုင်ရင်းအိမ်ရဲ့ရခင်နေထိုင်သူတွေကြောင်းစကားဆက်မိပြောနေခဲ့ပါတယ်။အိမ်ကြီးချင်းအမျိုးသမီးကဒီအိမ်ကြီးမှာပိုင်ရှင်တွေအများကြီးပြောင်းခဲ့ဘူးပေမဲ့အားလုံးဟာဘာအကြောင်းပြချက်မှမရှိဒီပဲထွက်သွားခဲ့ကြတယ်လို့ပြောပြပါတယ်ပြီးတော့လွန်ခဲ့တဲ့ရက်တစ်ပတ်အနည်းငယ်လောက်ကဂျွန်ပြေးလေးချင်းကန်လုပ်နေတာကိုသူမအမြဲတမ်းတွေ့ခဲ့ရတယ်လို့လည်းပြောပြပါတယ်ဒီအချိန်မှာဂျွန်ဟာအလုပ်မှာရှိနေရမှာဖြစ်လို့ဆာရာရန်ကိုအံ့ဩသွားပါတယ်ပြီးတော့ TV မှာလာနေတဲ့အဲလစ်စာပျောက်ဆုံးနေကြောင်းသတင်းစီကိုသူမရဲ့အာရုံတွေရောက်သွားပါတော့တယ်အဲ့ဒီညဂျွန်ရေချိုးနေတော့ဆာရာဟာသူ့ရဲ့လက်တော့ကိုယူကြည့်လိုက်ရကနေအဲလစ်စာတိုင်တန်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးထပ်ကပို့ထားတဲ့အီးမေးလ်ကိုတွေ့သွားပါတယ်ခင်မုန်းဖြစ်သူရဲ့ဖုန်းထဲမှာလည်းအဲလစ်စာခေါ်ထားတဲ့ဖုန်းခေါ်ဆိုမှုတွေကိုတွေ့လိုက်ရလို့သူမရဲ့တန်တရားတွေပိုကြီးထွားလာပါတော့တယ်နောက်ပိုင်းမှာဂျွန်ဟာနေရန်ထဲကကြည်စံကိုစိတ်နှောက်ယှက်ဖြစ်နေပြီးတိတ်မကြခင်မှာပဲဒီကြည်စံဟာအမတ်စုဆောင်ထားတဲ့ရှေးဟောင်းပစ္စတိုတနက်ထဲကနေပြစ်ခတ်ထားတာဖြစ်ကြောင်းသိလိုက်ရပါတယ်နောက်နေ့မနက်မှာသူဆာရာကိုဒီအကြောင်းပြောပြပေမဲ့သူမကနားထောင်ဖို့ညှင်းဆန်ခဲ့ပြီးသူတို့အိမ်ကြီးကိုဆုံးရှုံးရမှာကိုပဲစိုးရိမ်နေခဲ့ပါတယ်။အမက်ကသူ့မိသားစုကိုဒုက္ခပေးပြီးမြေအောက်ခန်းထဲမှာအလောင်းတွေဖျောက်ထားနိုင်တယ်ဆိုတာကိုသူမမယုံကြည်ပါဘူး။
အဲ့ဒီအချိန်မှာပဲအိမ်ရှိခေါင်းလောင်းတန်ကြောင့်သူတို့ရဲ့စကားဝိုင်းရက်တန့်သွားပြီးတကားဖွင့်ကြည့်လိုက်တော့အဲလစ်စာပျောက်ဆုံးမှုကိုစုံစမ်းနေတဲ့စုံထောင်းနှစ်ယောက်ဖြစ်နေပါတယ်သူတို့ကဂျွန်နဲ့တီးတန့်စကားပြောချင်တယ်လို့တောင်းဆိုလာတဲ့အခါဂျွန်ကအဲလစ်စာနဲ့သူ့ရဲ့အတိတ်ကပတ်သက်မှုတွေနှောက်ယှက်မှုဆွဆွဲချက်တွေအကြောင်းကိုပြောပြခဲ့ပါတယ်ကားပါခင်မှာတွေ့ခဲ့တဲ့အကြောင်းကိုလည်းပြောပြခဲ့ပေမဲ့သူတို့ဖောက်ပြန်နေတဲ့ကိစ္စကိုတော့ထုတ်မပြောခဲ့ပါဘူးအဲ့ဒီနောက်စုံထောက်တွေကအဲလစ်စာပျောက်ဆုံးသွားအားတဲ့နေ့ကသူမရဲ့ဖုန်းဟာသူတို့အိမ်နီးမှာမြည်ခဲ့တယ်လို့ဖွင့်ပြောပြပါတယ်။အဲ့ဒီနေ့ကဂျွန်ဘယ်မှာရှိနေခဲ့လဲဆိုတာအတည်ပြုပေးနိုင်မဲ့သူရှိမရှိမေးတဲ့အခါနားထောင်နေတဲ့ဆာယာကဝင်ပြောလိုက်ပါတယ်။အဲ့ဒီနေ့တနေ့လုံးသူမခင်ပွန်းဟာသူမနဲ့အတူရှိနေခဲ့တယ်လို့ပြောလိုက်တဲ့အတွက်စုံတော့တွေလည်းနောက်ထပ်မေးခွန်းတွေမမေးတော့ဘဲပြန်ထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ဂျွန်ကအရာအလုံးကိုဇနီးဖြစ်သူအားရှင်းပြဖို့ကြိုးစားပေမဲ့ဆာယာကတော့တစ္ဆာဖောက်ခံရတယ်လို့ခံစားနေရပြီးသူဖောက်ပြန်နေတာကိုသိတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမစုံတော့တွေကိုလိန်ပြောခဲ့တာဟာသူ့အတွက်မဟုတ်ပဲသူတို့ရဲ့အနာဂတ်ရင်သွေးလေးအတွက်သာဖြစ်တယ်လို့ဆိုပါတယ်။ညဘက်ရောက်တော့ဂျွန်မြေအောက်ခန်းအကြောင်းကိုပဲတွေးနေမိပြီးအဲ့ဒီထဲမှာအမှောင်မိုက်ဆုံးအရာတစ်ခုဖုံးကွယ်ထားတဲ့ဆိုတာကိုယုံကြည်သွားပါတော့တယ်။နောက်နေ့မှာတော့အိမ်ရဲ့ရခင်ပိုင်ရှင်ဟောင်းပေါ်မမနက်စ်ရဲ့လိပ်စာအစ်စ်ကိုသူရှာတွေ့သွားပြီးအဲ့ဒီကိုချက်ချင်းသွားခဲ့ရကနေအံ့ဩစရာတွေကြုံရပါတော့တယ်ပေါ်ဆိုတာတခြားသူမဟုတ်ပဲသူတို့ရဲ့အိမ်တစ်တက်ပွဲကိုဝင်နောက်ဆက်ခဲ့တဲ့အယူကြီးဖြစ်နေပါတယ်ပေါ်ဟာအခုဆိုရင်အရက်ဆွဲနေပြီးသူ့ရဲ့ကွာရှင်းပြက်ဆဲမှုတန်ကိုအတော်လေးရုန်းကန်နေရတာကိုတွေ့လိုက်ရပါတယ်ပေါ်ကရှင်းပြတာကအစပိုင်းမှာတော့အလွန်တက်တာတဲ့ဈေးနှုန်းနဲ့ပေးထားတဲ့ဒီအိမ်ကြီးဟာပြည့်ပြည့်စုံတဲ့ဘဝတစ်ခုလိုထင်ရပေမဲ့အချိန်ကြာလာတာနဲ့အမြအရာအလုံးကပြိုကွဲစားပြူလာခဲ့တယ်လို့ဆိုပါတယ်သူကဂျွန်းကိုမြေအောက်ခန်းတကားကိုဖွင့်ဖို့အကြံပေးခဲ့ပေမဲ့ဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ဖို့ဂျွန်းတကယ်ပဲအစင်သင့်ဖြစ်နေပြီလားဆိုတာကိုတော့တန်တရားဖြစ်နေပါတယ်အိမ်ပြန်ရောက်တဲ့အခါဂျွန်မြေအောက်ခန်းတကားကိုဖွင့်ချင်ပေမဲ့ဆာရာကလက်မခံတဲ့အတွက်သူတို့နှစ်ယောက်ပြင်းပြင်းထန်ထန်စကားများကြပါတော့တယ်နောက်ဆုံးမှာဂျွန်ဟာတန်တူယွင်းကိုယူပြီးတကားကိုအတင်းဖွင့်ဖို့လုပ်တဲ့အခါဇနီးဖြစ်သူကတားဆီးဖို့ကြိုးစားပါတယ်တနေရာရောက်မှာဂျွန်တန်တူယွင်းလွတ်ကျသွားတာကိုအခွင့်ကောင်းယူပြီးဆာရာကကောက်ယူကသူ့ကိုရိုက်မိအောင်လုပ်လိုက်ပါတော့တယ်အချိန်တော်ကြာပြီးနောက်အဲခန်းဆိုဖာပေါ်မှာဂျွန်တတိယလာတဲ့အခါဆာရာကမြေအောက်ခန်းတကားဖွင့်မဲ့ကိစ္စကိုသူမအဖြစ်ခံနိုင်မဟုတ်ဘူးလို့ပြောပါတယ်အဲ့ဒီနောက်လုံးဝမထင်မှတ်ထားတဲ့အလှည့်ပြောင်းနေတဲ့ဇနီးဖြစ်သူဟာအဲလစ်စာရဲ့ဖုန်းကိုထုတ်ပြလိုက်တဲ့အခါဂျွန်အရန်ကိုထိတ်လန့်သွားပါတော့တယ်စက်ကြောင်းပြန်အရဆာရာဟာကလေးခန်းထဲမှာအဲလစ်စာကိုတနက်နဲ့ချိန်ပြီးထွက်သွားဖို့မောင်းထုတ်ခဲ့တာပေါ်လာပါတယ်အဲလစ်စာကဒီကအရာအလုံးဟာသူမပိုင်ဆိုင်တင်တာဖြစ်ပြီးဆာရာနဲ့မထိုက်တန်ဘူးလို့ပြောခဲ့ပါတယ်ဒေါသထွက်သွားတဲ့ဆာရာဟာအဲလစ်စာကိုတနက်နဲ့စတင်ပစ်ခတ်ပါတော့တယ်တနက်မှန်တာတော့မတည်သေးတဲ့အတွက်နောက်ဆုံးမှလေပင်းညစ်ပြီးတက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်အလောင်းကိုထုတ်ပိုးပြီးမြေအောက်ခန်းစီသွားရတဲ့နေရာလေးထဲမှာဖျောက်ထားလိုက်ပါတယ်ပြီးတော့အဲလစ်စာကားကိုသူမကိုယ်တိုင်မောင်းထွက်သွားခဲ့ပြီးဂျွန်နောက်ကနေလိုက်သွားခဲ့တဲ့သူဟာအဲလစ်စာမဟုတ်ပဲသူ့ရဲ့ဇနီးဖြစ်နေခဲ့ပါတယ်ကားကိုလူသူကင်းမဲ့တဲ့နေရာမှာထားခဲ့ပြီးနောက်ဆာရာဟာအဲလစ်စာဖုန်းထဲကပုံတချို့ကိုတင်လိုက်ပြီးအလုပ်ကနေခွင့်ယူဖို့အီးမေးလ်ပို့ခဲ့တာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ဒါတွေအားလုံးကိုကြားလိုက်ရတဲ့ဂျွန်ဟာစွန့်သွားပြီးသူ့ဇနီးကိုရဲလက်အပ်ဖို့ဆုံးဖြတ်လိုက်ကရှေ့နေကောင်းကောင်းတယောက်ရှာပေးမယ်လို့ကတိပေးပါတယ်ဒါပေမဲ့ထိတ်လန့်စရာကောင်းတာကသူမကဂျွန်ကိုတနက်နဲ့ပြန်ချိန်ပြီးရဲကိုတိုင်ရင်သူ့ကိုပဲပြစ်မှုနဲ့ပြန်ဆွဆွဲမယ်လို့ပြောပါတော့တယ်ရဲတွေအတွက်တော့အဲလစ်စာအလောင်းကိုမြုပ်ထားတဲ့တွားသွားရတဲ့နေရာကိုတံမိုးတွေနဲ့ရိုက်ပိတ်ခဲ့သူဟာဂျွန်ဖြစ်နေလို့သူဟာအသင့်တော်ဆုံးတန်တရားခံဖြစ်နေပါတယ်ဆာယာကအဲလစ်စာကိုတတ်ခဲ့တာဂျွန်ဖြစ်ကျောင်းနဲ့ကျွန်းပစ္စည်းတွေကနေအဲလစ်စာဖုန်းကိုတွေးမှသာသူမအမှန်တရားကိုသိခဲ့ရကြောင်းထွက်ဆိုမယ်လို့ဖွင့်ပြောပြပါတယ်ပြီးတော့သူ့ကိုမေးခွန်းထုတ်ဖို့ကြိုးစားတဲ့အခါသူကပြန်တိုက်ခိုက်တဲ့အတွက်ကိုကာကွယ်တဲ့အနေနဲ့တနက်နဲ့ပြစ်ခဲ့ရတာပါလို့ဆိုပါတယ်ဒါပေမဲ့သူမဆက်ပြောတာကဂျွန်သာနှုတ်ဆက်နေဖို့သဘောတူရင်သူတို့ရဲ့ပြည့်စုံတဲ့ဘဝလေးကိုဆက်ပြီးသွားနိုင်မှာဖြစ်ပြီးသူမအမြဲမှတ်ခဲ့တဲ့ဘဝလေးအတွက်ဒီလောက်စတေးရတာကိုသိငယ်တဲ့အရာတစ်ခုလို့သာမြင်ကြောင်းပြောပြပါတယ်အခုတော့ဂျုံရွေးချယ်မှုတစ်ခုလုပ်ရတော့မှာဖြစ်ပြီးဘာလုပ်ရမလဲဆိုတဲ့ကြီးမားတဲ့ကိုချင်းတရားပိုင်းဆိုင်ရာအကျက်တဲတစ်ခုတည်းကြားရောက်သွားပါတော့တယ်သတင်းပတ်အနှဲငယ်ကြာပြီးနောက်မှာတော့အိမ်ကြီးမှာကလေးကြိုဆိုပွဲလုပ်နေတာကိုတွေ့ရပြီးဂျွန်လည်းရှိနေတဲ့အတွက်သူနှုတ်ဆက်နေဖို့ပဲဆုံးဖြတ်လိုက်ပြီးဆိုတာပေါ်လွင်နေပါတယ်လက်ဆောင်တွေထဲမှာတော့ဒီအိမ်ကြီးကိုမိသားစုဆိုင်တစ်ခုအဖြစ်ပြောင်းလဲပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းအမတ်ရေးထားတဲ့စာတစ်စောင်ကိုသူတို့ဇနီးမောင်နှံတွေ့လိုက်ရပါတယ်အမတ်ရဲ့လက်ဆောင်ကတော့မြေအောက်ခန်းတော့တစ်ချောင်းဖြစ်ပြီးသုံးကတော့သူတို့ဇနီးမောင်နှံရဲ့သဘောအတိုင်းပဲလို့ဆိုထားပါတယ်ဒါပေမဲ့အထဲမှာဘာရှိလဲဆိုတာသူတို့သိပြီးသားဖြစ်မယ်ဆိုတာကိုအမတ်ယုံကြည်နေပါတယ်ဒါပေမဲ့အဲလစ်စာအလောင်းကိုစာရထည့်ထားခဲ့တာကအမတ်နေသွားပြီးနောက်ပိုင်းပို့နေသွားပြီးနောက်အတော်ကြာမှဖြစ်ပါတယ်ဒါဆိုရင်သူတို့အားလုံးပြောနေကြတဲ့အဲ့ဒီမကောင်းဆိုးဝါးဆိုတာကြီးကဘာများလဲဒါကကောင်းမွန်တဲ့အလှည့်အပြောင်းတစ်ခုလို့ဆိုနိုင်ပေမဲ့ယုတ်တိတော့မရှိဘူးလို့ထင်မိပါတယ်